တိတိနဲ့လှုပ်တဲ့ဆိုတော့တော်လေးကိုရဲဆက်ပြီးတော့ကျွန်တော်စိတ်မကောင်းခံစားရပါတယ်တိတိနဲ့လှုပ်တဲ့ဆိုတော့စစ်ပွဲတစ်ခုကိုနိုင်ဖို့အတွက်ကတော့ဒီလှုပ်ဆောင်ချက်တစ်ခုတည်းနဲ့တော့မအောင်မြင်နိုင်ဘူးလို့တော့ပြောလို့ရတယ်ဒီလောက်ပဲပြောလို့ရမယ်ကျွန်တော်ကတော့ပြန်နှံဝင်မှကြီး2938ဘုံမှုချုပ်ကြော်သန်းဖြစ်ပါတယ်ကျွန်တော်အနေနဲ့နောက်ပိုင်းတိုင်းစစ်တာနာချုပ်ကို2020ခုနှစ်မှာရောက်ရှိပြီးတော့တိုင်းဦးစီးချုပ်တာဝန်ကိုစတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်ဒီ2024ခုနှစ်မှာတော့ဒီအန်တိုက်ပွဲမှာကျွန်တော်အနေနဲ့ဒါဖန်ဆီးခံခဲ့ရတာဖြစ်ပါတယ်ကျွန်တော်ဘုံမကျဲမိအခြေအနေကတော့ကျွန်တော်တို့စစ်သုံးဝမ်းအဖွဲ့တွေကိုဒါထမင်းကျွေးတဲ့အချိန်ပေါ့နော်ထမင်းကျွေးပါတယ်မနေ့ပိုင်းထမင်းကျွေးပြပါတယ်ထမင်းကျွေးတာတော့ကျွန်တော်တို့9နာရီ10နာရီလောက်မှဒါတုတ်လိုက်ကျွေးတာဖြစ်တဲ့အတွက်ပြီးစီးသွားပါတယ်ရခိုင်နေ့တွေလည်းဒါပုံမှန်ကျွေးမွေးနေတဲ့အချိန်တွေပဲဖြစ်ပါတယ်ပြီးတော့7နာရီကျော်လောက်မှာပေါ့7နာရီကျော်လောက်မှာတော့ဒါချက်လင်းနေနဲ့လာပြီးတော့ဘုံကျဲတိုက်ခိုက်ပါတယ်တိုက်ခိုက်ခြင်းကိုခံရပါတယ်ခံရတဲ့အခါမှာတော့ကျွန်တော်တို့အကုန်လုံးကတော့ဒါအားလုံးဒီရှိတဲ့နေရာမှာပေါ့လေရှိတဲ့နေရာမှာပဲအကုန်လုံးနေရာဥစားဖြစ်ရတာပေါ့နေရာယူထားကြရတာပေါ့နော်နေရာယူထားကြပြီးတော့တိုက်ခိုက်ခံရပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီတိုက်ခိုက်မှုကျဲသွားတဲ့အချိန်မှာဖြစ်တဲ့နည်းနဲ့ပေါ့နော်အတင်းဆွဲထုတ်ကြပါတယ်ဒီမှာရှိတဲ့အာရခတက်တော်တပ်ဖွဲ့ဝင်တွေတွေ့ချေဥစားတိုက်ခိုက်မှုကျဲသွားတဲ့ဂျာကာလာလေးပေါ့ဂျာကာလာလေးမှာအမြန်ဆုံးပေါ့နော်အကုန်လုံးကိုကြောသားရင်သားမခွဲခြားပဲပေါ့နော်ဒီဘက်ကရသားအကျဉ်းသားတွေဒီဘက်ကအာရခတက်တော်အကျဉ်းသားတွေကျွန်တော်စစ်သုံးပန်းရေကြောသားရင်သားမခွဲခြားပဲအကုန်လုံးကိုဆောင်ရွက်တယ်ဆိုတော့ဆွဲထုတ်ပြီးဆောင်ရွက်သွားတယ်ဆိုတော့သိရှိရပါတယ်တိုက်ခိုက်ခံပြီးတော့ကျွန်တော်ပြီးသွားတာပေါ့အားလုံးပြီးသွားတာ3နာရီကျော်လောက်3နာရီလောက်တော့မှန်းပါတယ်3နာရီလောက်အဲ့လောက်မှာအားလုံးပြီးသွားတဲ့အချိန်မှာတော့ကျွန်တော်အနေနဲ့သိရှိရတဲ့အနေထားရတော့ကျွန်တော်တို့စစ်သုံးပန်းဖမ်းဆီးခံထားရတဲ့စစ်သုံးပန်းဖွဲ့တချို့ဟာဒါဒီဘုံကျဲမှုကြောင့်ထိခိုက်ကြဆုံးသွားပြီးတော့တချို့ကတော့ဒဏ်ရာရရှိသွားတယ်လို့ကျွန်တော်အနေနဲ့သိရှိရပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ဒီကျွန်တော်တို့ရဲ့စစ်သုံးပန်းဖွဲ့တွေကိုဒဏ်ရာရှိရတဲ့ဖွဲ့တွေကိုတော့ဒီကတော့အာရခတက်တော်ကရှိတဲ့ဆေးဖွဲ့တွေနဲ့ကျွန်တော်တို့ဆေးဝါးကုသမှုတွေပေးပြီးတော့ကြံရှိတဲ့ဖွဲ့တွေတော့ဘေးလွတ်ရာကိုတော့ကျွန်တော်တို့အကုန်လုံးရွှေ့ပြောင်းပြီးတော့စနေကြနဲ့ပဲပြန်ပြီးတော့ကျွန်တော်တို့ပုံမှန်ဒီကျွေးမွေးဆောင်ရှောက်မှုတွေနဲ့ဆောင်ရွက်ထားပြပါတယ်အဲ့လိုတည်ပြီးတော့မှတိုက်ခိုက်မှုအပေါ်မှာတော့ကျွန်တော်အနေနဲ့ကတော့ဒါကတော့တိုက်ခိုက်ကျွန်တော်တို့နေတာဖြစ်ဒါကိုတည်တဲ့အတွက်မတိုက်ခိုက်သင့်ဘူးတိုက်ခိုက်အဲ့ဒီလိုမတိုက်ခိုက်တဲ့ဟာကိုတိုက်ခိုက်တဲ့အတွက်ဒါကတော့မလုထိုက်တဲ့လုပ်ရက်တစ်ခုကိုလုပ်တယ်လို့ပြောလိုပါတယ်ကျွန်တော်အနေနဲ့ကတော့ဒီတိနဲ့လို့သူတို့ကင်းထောက်ပြီးတော့မှလာလုပ်တဲ့ပုံမှာတော့ကျွန်တော်အနေနဲ့မလုထိုက်တဲ့လုပ်ရက်တစ်ခုပေါ့နော်မလုထိုက်တဲ့လုပ်ရက်တစ်ခုကိုလှုပ်ဆောင်ခဲ့တယ်ပြီးတော့ဒီလုပ်ရက်ကလည်းပြင်းပြင်းထန်ထန်လှုပ်ဆောင်ခဲ့တယ်အဲ့ဒီအတွက်မလုမလောက်ထွက်ဘူးလို့ပဲကျွန်တော်အနေနဲ့ယူဆပါတယ်ကျွန်တော်တို့ကတော့ကိုမျက်စိရှေ့မှာကြာဆုံးတည်ဆုံးသွားတဲ့သူတွေပေါ့နော်တည်ဆုံးသွားတဲ့သူတွေရဲ့အလောင်းတွေကိုမြင်ရတဲ့အခါမှာတော့များစွာဒါစိတ်မကောင်းလည်းဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒါမျိုးတွေထပ်ပြီးတော့မဖြစ်ပါစေနဲ့လို့လည်းထပ်ပြီးတော့ကျွန်တော်တို့ဆုတောင်းပါတယ်ထပ်ပြီးတော့လည်းမလုပ်ပါစေနဲ့လို့လည်းဆုတောင်းပါတယ်ကျွန်တော်တို့ဒီလောက်ရနဲ့ပတ်သက်လို့အခုဒီလိုသိကြသွားပြီဆိုရင်နောက်ပိုင်းဒါမျိုးတွေထပ်ပြီးတော့မလုပ်သင့်ဘူးခုလုပ်ခဲ့တဲ့ပုံမှာလည်းပဲဒါပြင်းထန်တယ်မလုပ်သင့်တဲ့လုပ်တစ်ခုလုပ်ခဲ့ပြီးနောက်ဒါမျိုးထပ်မှန်မဖြစ်ပွားဖို့အတွက်ပေါ့နော်ဒါမျိုးတွေထပ်ပြီးတော့မကြုံရအောင်ပေါ့နော်အားလုံးဒါကိုဆင်ခြင်ပြီးတော့တတိနဲ့ဆင်ခြင်ပြီးတော့စီမံဆောင်ရွက်သင့်တယ်လို့ကျွန်တော်အနေနဲ့ပြောလိုပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီတာဝန်ထမ်းဆောင်ခဲ့မှုတွေဒါအခြေအနေရကြောင့်စူးစမ်းရင်းနဲ့ဒီလိုအခြေအနေမျိုးရောက်ခဲ့တာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီပေါ်မှာတော့ကျွန်တော်တို့ပေါ်မှာလည်းပဲရခင်လိုပဲစောင့်ရှောက်ပေးဖို့ဒီလိုလုပ်ရမျိုးတွေနဲ့
ဆောင်ရွက်ခြင်းကိုမပြုပေးဖို့ပြောလိုပါတယ်ဥစားပေါ့ကျွန်တော်အနေနဲ့ယူဆတာတော့ဒီလိုအခြေအနေမျိုးတွေကိုတစ်ဖက်အနေနဲ့လှုပ်ဆောင်လို့မရအောင်ထိမ့်သိမ့်မှုတွေပေါ့နော်လှုပ်ဆောင်လို့မရအောင်ရည်ရွယ်ပြီးတော့လှုပ်ဆောင်တယ်ဆိုပေမဲ့လည်းပဲတကယ်တမ်းမြေပြင်မှာဖြစ်ပျက်နေတာဒီကျွန်တော်တို့တွေပဲကျွန်တော်တို့ဒီစစ်သုံးပန်းတွေပဲတကယ်တမ်းကြတော့ဖြစ်ပျက်ခံစားနေရတာဖြစ်ပါတယ်အဲ့ဒီပုံမှာလည်းပဲဒါအများကြီးကျွန်တော်တို့နောင်ကိုထပ်မှန်ပြီးတော့မဖြစ်ပွားအောင်ဆောင်ရွက်ပေးဖို့ပြောလိုပါတယ်ကျွန်တော်အနေနဲ့စတင်ဝင်ရောက်စဉ်ကတော့ဒါနိုင်ငံရဲ့တပ်ပေါ့နော်အဲ့တဲ့ကိုဝင်ရောက်ခဲ့ကောင်းမွန်တဲ့ရိုးစာနဲ့ငွေရတဲ့စတင်ဝင်ရောက်ခဲ့တာပါအခုလက်ရှိအခြေအနေမှာဆိုတော့ဒီလိုမျိုးဆက်သွားနေမယ်ဆိုရင်တော့ဒီလိုမျိုးဆက်ပြီးတော့ပေါ့နော်ထပ်ပံပြီးတော့လုံးမယ်ဆိုရင်တော့ဒါကျွန်တော်ရဲ့ယူဆချက်တွေကပြောင်းလဲပြရမယ်အနေထားဖြစ်ပါတယ်သူတို့ရဲ့လုပ်ရက်ကသူတို့အနေနဲ့ဒီလိုမျိုးကိစ္စတွေပေါ့နော်ထပ်ဖြစ်တဲ့သတင်းရမခိုင်လုံဘူးပေါ့မခိုင်လုံလို့စစ်သုံးပန်းတွေရဲ့နေရာမှန်းကိုမသိဘူးလို့လုပ်ခဲ့တယ်ဆိုပေမဲ့အဲ့ဒီပေါ်သဘောမျိုးတွေနဲ့ဖြစ်တယ်လို့အချိန်ချင်းဖြစ်တာမျိုးဆိုရင်တော့မသိတော့ဘူးပေါ့နော်တေးချာကျွန်တော်တို့ကသတင်းအားလုံးကိုတေးချာစီစစ်ပြီးမှဒီလိုမျိုးတွေကိုထပ်ပြီးတော့လုံးဝမဖြစ်အောင်အခုဖြစ်ခဲ့တာအားလုံးတွေဒီတိုင်းပဲဖြစ်ခဲ့နေတဲ့အနေထားဆိုရင်ဒါတော့ဆိုတော့တော်တော်လေးကိုတည်တင်နေပြီပေါ့နော်တည်တင်ပြီးတော့ရှေ့ဆက်ပြီးတော့ဥစားဖြစ်ပြီးတော့စီစစ်နဲ့ဆောင်ရွက်တင်ပါတယ်အဲ့ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒါနောင်မှာဆိုလို့ရှိရင်တမတော်နေနဲ့မကောင်းဖြစ်သွားမှာပါဒီကျွန်တော်တို့ကစစ်ကဲသဘောသွားပါရတော့စစ်ကဲဒီလိုလောက်ရက်တွေအကုန်လုံးကတော့ဒါကိုထိခိုက်တာဖြစ်တဲ့အတွက်မကောင်းပါဘူးဒီလိုမျိုးဒီသုံးပန်းစခန်းနေပြီးတော့ပေါ့နော်သုံးပန်းစခန်းနေပြီးပဲအချိန်ဖြစ်လာတယ်ပေါ့တိုက်ခိုက်မှုတွေအချိန်ဖြစ်လာခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့ဒီပေါ်မှာဒီစစ်သုံးပန်းတွေကိုကျွန်တော်တို့ဖြစ်သွားတဲ့စစ်သုံးပန်းတွေကိုပြန်လက်မခံခြင်းတော့တဲ့အနေနဲ့လားဒါမှမဟုတ်လည်းပဲကျွန်တော်တို့လုံးဝပဲစွန့်လွတ်လိုက်တယ်ဆိုတဲ့သဘောမျိုးလားဆိုတာနောက်ပိုင်းမှာတန်တရားဖြစ်စရာတွေတော့ဖြစ်ပွားလာလိမ့်မယ်လို့ယူဆပါတယ်ဒီလိုမျိုးတိုက်ခိုက်မှုတွေဟာမှားယွင်းတိုက်ခိုက်မှုတွေဖြစ်တယ်ဆိုရင်လည်းပဲဒါနဲ့ပတ်သက်လို့တာဝန်ယူဖြေရှင်းပြရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒါနဲ့ပတ်သက်လို့ဒီလိုမျိုးထပ်ပြီးတော့ဒါမျိုးတိုက်ခိုက်နေမယ်ဆိုရင်တော့ဒီမိုကရေစီဖော်ဆောင်မှုကျွန်တော်အမြင်နဲ့ကတော့ဒါမေးခွန်းထုတ်စရာတွေဖြစ်လာမှာဖြစ်ပါတယ်ကျွန်တော်ရဲ့အတွေ့အကြုံအနေနဲ့ပဲပြောပြပါမယ်ကျွန်တော်ဒီကိုရောက်ရှိလာပြီးတဲ့အချိန်ကစပြီးတော့စစ်သုံးပန်းအဖြစ်နဲ့ရောက်ရှိလာပြီးတဲ့အချိန်ကစပြီးတော့ကျွန်တော်တို့ကိုဒါဒီစာရေးစာပေါ့နော်စာရေးစာနဲ့ပတ်သက်လို့ဒါလုံလောက်အောင်ကျွေးမွေးထားပါတယ်ပြီးတော့ကျန်းမာရေးအတွက်လည်းပဲဒါရှိတဲ့အခြေအနေနဲ့ပေါ့နော်အကောင်းဆုံးဖြစ်အောင်တော့စောင့်ရှောက်ထားပါတယ်အဲ့ဒီတိုင်းပဲကျွန်တော်တို့လည်းပဲကျွန်တော်တို့ဒီစစ်သုံးပန်းဖွဲ့တွေကလည်းသိရှိခံယူထားပါတယ်တကယ်လည်းအဲ့ဒီတိုင်းပဲဆောင်ရွက်ပေးပါတယ်တိနဲ့လုပ်တယ်ဆိုတော့တော်တော်လေးကိုရဲစပြီးတော့ကျွန်တော်စိတ်မကောင်းမှုခံစားရပါတယ်တိနဲ့လုပ်တယ်ဆိုရင်တော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီလောက်ဒါရေမတော့ပေါ့နော်ရေလည်းမရှိတဲ့အတွက်ရေလည်းမရှိဆေးဝါးရေထက်စောပြီးပြတ်ပါတယ်ရေထက်စောပြီးပြတ်တယ်ဆေးဝါးကြည်စံဆိုလည်းပဲတက်ဆောင်လောက်ပဲကြံတော့တာပေါ့နော်နည်းနည်းပဲကြံတော့တယ်အဲ့ဒီအခြေအနေလောက်ထိကျွန်တော်တို့ကဆောင်ရွက်ခဲ့တဲ့အနေထားပုံမှာဒီလိုမျိုးပြုမှုဆက်ဆံတယ်တည့်ရသားနဲ့ပြုမှုဆက်ဆံတယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့များစွာပဲတော်တော်ကြီးကိုစိတ်မကောင်းဖြစ်ပါတယ်ကျွန်တော်အနေနဲ့ပြောချင်တာတော့ကျွန်တော်တို့ဒီအကျဉ်းထောင်မျိုးပေါ့နော်အကျဉ်းထောင်မျိုးကိုတော့ပုံကျဲတိုက်ခိုက်မှုမျိုးပေါ့နော်အဲ့ဒါမျိုးကတော့အတတ်နိုင်ဆုံးရှောင်ရှားတင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီသုံးပန်းဖွဲ့တွေရှိတယ်လို့သိရတဲ့သတင်းမျိုးရခဲ့ပြီးတော့မှတိုက်ခိုက်မှုမျိုးဆိုရင်လည်းပဲနောက်ဘယ်တော့မှမလုပ်ပါနဲ့ဒါမျိုးဟာကျွန်တော်တို့စစ်တီတွေအတွက်လည်းစိတ်ပိုင်းဆိုင်ရာမှာလာရောက်ရိုက်ခတ်မှုထိခိုက်မှုအများကြီးဖြစ်ပေါ်စေပါတယ်ဒါကြောင့်မလို့ဒီတိုက်ခိုက်မှုတွေဟာနောက်ရှောင်ရှားတဲ့တိုက်ခိုက်မှုမျိုးဖြစ်ကြောင်းပြောလိုပါတယ်
တိတိနဲ့လှုပ်တယ်ဆိုတော့စစ်ပွဲတစ်ခုကိုနိုင်ဖို့အတွက်ကတော့ဒီလှုပ်ဆောင်ချက်တစ်ခုတည်းနဲ့တော့မအောင်မြင်နိုင်ဘူးလို့တော့ပြောလို့ပါတယ်ဒီလောက်ပဲပြောလို့ရမယ်ကျွန်တော်